လက်တွေ့စာမေးဝဲရတော့သူခင်ဗျာရှုံးမှာပါကိုကိုကြီးမနေ့ကျရင်အတူပါပဲချာမလားခုတော့တေချာနေပြီလေကဲဒါလေးအေးရဝင်တော့မယ်ကိုကို ကောင်းပြီ 01 day flow တော့ထွန်းထားတာအော်အခုကျွန်တော်နေရဘယ်သူလဲစမ်းညင်တို့စမ်းမောင်ပါချမ်းပါခင်ဗျာအော်ကျွန်တော်မောင်ပါချမ်းပါရှင်ဘယ်လိုလုပ်ပြီးကျမခန်းနေဟုတ်ကြည့်တာအေးရှိကဝင်တော့တွေဖွင့်ရမယ်ဒုက္ခလေကားကလို့နင်းပြီလို့ကြည်စမ်းမှမယ်ဒုက္ခအခမ်းမဖွင့်ပြီလို့ဓာတ်လိုက်ပေးမယ်ဒုက္ခကကင်းဝေးအောင်ခင်ဗျာခန္ဓာကပ်နေတဲ့ဘရောက်ပြီးကြီးကိုမြောက်လို့တဲ့လေဒီကျွန်းမှာတန်ချိတ်တက်ပြီးရေချိုးကန်းပရိမောက်ပေါင်းကိုလှမ်းချိတ်ဘာကျွန်းဆက်ကသမားလို့ကြိုးရန်ခုပြီးရေချိုးကန်းနဲ့ကိုဝင်ပုတ်နေကြရလေဗျာ